ဘာချက်တုံးဒီနေ့ အချက်ကမှလေဒီနေ့ရှင်ကြိုက်တဲ့ကြက်သားဟင်းလေးချက်ထားတယ် ဟာချက်သားတွေဘာတွေနဲ့ပါ ဟု လား တ်တာဗော ဟာနေဘယ်ပတ်စံနဲ့ချက်တာတော့ နှလုံးပေါက်တာ ဟင် ဟုတ်နှလုံးပေါက်တဲ့ကြတော့ရှင်ကျမကိုပေါက်စုပေါက်စီမရအောင်နော် အေးပါမပေါ့ရင်လည်းမပြောပါဘူးဒီကလည်းဒါပေမဲ့ချက်သားကျွေးလာအောင်ပဲကျေးဇူးတင်နေတာ ပြီးရော ဟဲ့သုံးလုံးနဲ့ပါလားနေ အဲ့တော့နှလုံးပေါက်လို့ချက်ထားတာလေရှင်ကနှစ်တုံးစားကျမတစ်တုံးစားမယ် ဩမိမရဲ့ငါအိမ်အောင်ဦးစီးပါအနစ်နာခံရရှိငါခံမှာပေါ့ငါနှစ်တုံးစားပါမယ်ဟာနေ တူတူပဲလေတူတူပဲလေ အလကားပြောတာတယောက်တူမျှစားမယ်လို့ပြောတာအေးအေးတာရ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 ာကိုကလေး အေး ကျွန်တော်ဒီနေ့ချက်သားရေးချက်တယ်ဝင်စားပါအောင်လား ဟောလားအေးစားတာပေါ့ကွာလာပြီကဲဝတ်တူ ဟုတ်လေချက်သားလေးပါနေပါလား အေး တကယ်စားမို့လား တကယ်ပေါ့အမေကစားသူမင်းကလည်းဟာခမင်းနဲလိုက်လားထဲလိုက်မလေး သုံးလုံးပဲ သုံးလုံးလေအေးသုံးလုံး အမဟုတ်လေ ညရက်ရကောင်းသွားလားအယူတော့နည်းများ ဟိုချက်သုံးလုံးချက်တာကျွန်တော်တို့က ကောင်းနေအဲ့လိုအတင်းလေးနဲ့ထဲမှာကြိုက်တာဟာတုံပြီနော် အဲ့လိုတင်းဟာ ဟုတ်ကဲ့ ကောင်း တကယ်စားတယ်နော် အဲ့ဒီမင်းမတကယ်စားစို့ဘောဘူးလား ဟုတ်တယ် ကောင်းကိုမြတ်ထဲလို့ မရှိတော့သုံးလုံးပဲရှိတာ တော်တော်ရအာကောင်းတော့ကျေးဇူးပဲ တူတူထားတယ်နော် ဟာမင်းလည်းပြန် ကုန်းသွားလို့ အဲ့လေမင်းကျွေးမှတော့ကောင်းစားမှာပေါ့ဟာ ခင်ဗျာတကယ်စားတာကြီးကိုဗျာ အဲ့တကယ်ကျွေးရမဟုတ်လား ဟောဒါကျောက်ကလူမှုရေးရတော့ခွင့်ပြုတာလေဗျာခင်ဗျာကလည်း အေးအဲ့ဒါကိုငါမကြိုက်တာအဲ့လိုစီးရိုးသွဲလို့ငါမကြိုက်တာကို့မှာစီမံမသိမရှိမှမသိဟမ်ငါလိုလည်းကန်းဆုံးမသိတော့တက်သွားတော့ကုန်ပြီမလားငတ်နော်နောက်တစ်ခါလောကမကျော်နဲ့ကောင်းတယ်ငတ်ကြ ဟာတကယ်စားပါလေ တကယ်စားပါဗောရှင်မလည်းလောက်ကိုချက်ပြီးတော့သွားပြီးတော့ခေါ်ရတာလေကျမကတော့မရှိတဲ့ဟာလေးနှလုံးပေါက်တာလေးကိုယောက်ျားစားပါစေဆိုပြီးတော့ချက်ပေးထားတဲ့ဟာအခုလည်းရှင်ကတော့ခေါ်တယ်ကျမတို့ဘာနဲ့စားပါလဲဘာနဲ့စားပါလဲကို ငါဆုကပြောထိုးနေတော့တာပဲဟောမငါနဲ့မစားဘူးတယ်လို့ငါလည်းခေါ်တာပေါ့ဟာနေရတယ် အခုကရှင်လောက်ကိုချက်တာဘာမှမရှိဘူးရှင်မငတ်တော့ တော့ကပါလေငါပြေးရတော့မရှိဘူးဟာငါပါပြီကွာ ကြိုက်တယ်ကွာဒီလိုရက်ကြီးခါကြီးမျိုးနေတိုင်းရှိနေတိုင်းပတ်စံရပါအဲ့တော့ရှိသမျှအမျိုးတွေအကုန်လုံးပတ်ကြောလိုက်တော့ပတ်စံလိုက်ရတယ်ဒီကောင်ငါအကူတယောက်ပဲကြံတော့အဲ့တော့ငါအကူကိုကြောလိုက်ရင်ကျွန်တော်ဒီကိုအကူယူလာတာတိုက်စီငါလာတယ်ဘေးတွဲငါလာတယ်အဲ့တော့အဲ့ဒါတွေပါချပြလိုက်ရင်တသိန်းခွဲလောက်ရရင်ကိုရင်းလာတာ3000အဲ့ဒါငါဘယ်လောက်ကျန်တသိန်း2000ကျန်ဒီလိုရက်ကြီးခါကြီးမျိုးမှာဘသူပဲဖြစ်ကွာမဖို့မပေးပဲတော့မနေနိုင်ဘူး ဟိုတရောင်းစားလဲခိုင်းလိုက်တာပြန်ဟုတ်မလား ဖျောက်ဘာတရောင်းသားလဲဖျောက်ဘာတရောင်းသားလဲဟမ်ဘာတရောင်းသားလဲ ဟိုမင်းကငါတရောင်းစားလို့လေတခါမှလည်းငါမပြောပါဘူးကွာမင်းကလည်း အမမင်းအပေါ်လေးလုံးနေတယ်ခုနတရောင်းသားဆိုပြီးငါကြားလိုက်တယ်ဝင်လာတဲ့ငါကြားတယ် ဩငါတငယ်ချင်းအကောင်းစားလဲခိုင်းလိုက်တာအခုချိန်ကြီးပြန်မလာဘူးလို့ငါပြောတာမင်းတို့တရောင်းစားလို့လည်းတခေါမှမပြောဘူး ပြီးတော့ကရောက်မင်းကွာပစ္စည်းလဲမင်းမကျပစ္စည်းတော့ဝတ်တာငါငွေလဲဆက်ရတယ်ပြီးတော့မင်းခိုင်းလိုက်တာအဝေးပဲအဲ့ဒီအဝေးကိုမင်းအသွားပြန်တွက်ကြည့်လိုက်ဒီနေ့ဘကိုးလောက်ရှိတယ်ငါသွားရတာ ဟိုမင်းကလည်းကွာ တိုင်းကိန်းလေးမင်းငါခိုင်းတော့ဘာလို့မှမလို့လဲပတ်စံငါဆက်ရတာလေ ဟုတ်ပါတယ်အဲ့ဒီပတ်စံတွေကိုစိုက်လိုက်တဲ့ခါကျငါတို့ကနည်းနည်းအမောင်များသွားမယ်လေဟိုကဘယ်လောက်ရမလဲတသိန်းရမလားတသိန်းခွဲရမလား2သိန်းရမလားဒါကိုမသိရသေးဘူးကဲမင်းကအခုပတ်စံ3000အကုန်လုံးပေါင်းလိုက်လို့3000စိုက်တယ်ဟုတ်လား အဲ့ငါစိုက်တာလေ အေးမင်းကစိုက်တာလေဟာငါကလူစိုက်ထားတာလေ ဩခုကတော့မှဘာလို့လဲ ငါကိုလေ မင်းကိုသွားကတော့မှလေငါနဲ့ဘာမှမဆိုင်ဘူးလေကွာ ဘာမှမဆိုင်မိမယ်ဒီပစ္စည်းဘုတ်တွေခွဲလိုက်ရင်မင်းတဝက်မရဘူးလားပြော တော့တော့ရမှာပေါ့ အဲ့တော့ငါကလူစိုက်တယ်မင်းကငွေစိုက်တယ်ကဲအရှုံးရှိလားပြော မင်းကတခါပြောတာမနော်အခုငါစိုက်တာက3000ဘူးဆိုရင်မင်းကိုကရတဲ့ဟာကို3000ဆို3000တက်တက်ဖယ်နော်ရတဲ့ဟာအမြက်ကတဝက်စီနော်တခါပြောတာနော် တဲ့ပါမဟုတ်ငါအကိုဆိုတော့ငါနည်းနည်းလေးတော့ပို့လို့မရဘူး မမြောက်ပတ်စံငါစိုက်တာပြီးတော့ငါသွားတာအဝေးပဲ ကဲလာတဲ့လောင်းစားပေးမယ်လားပေးမယ်လားမကြီးမကြီး ဟေး ထိုင်ဟာမလေးတို့ရောက်ပြီ အော်ကဲငါမောင်နေရောက်လာပြီပဲ မလေးပစ္စည်းတွေလိုက်ဝယ်နေလို့နည်းနည်းကြာပါ နေရလေဒါတွေမလို့ပါဘူး ကိုရကို မလေးနေတို့လာကြတော့ပဲဆိုလို့အဝတ်စားလဲနေလေ ဒီမှာဟောမရေတခါတလေဒီလိုရကြီးကကြီးမှာကိုမောင်ကြောရတာ ရောက်လာတော့ဘာထင်တာလဲစိုးနေသေးတယ် ကိုကြီးအေးပစိုးမေးချင်ခဲ့ပြီတော့ဝဟုတ် မင်းကဒီတိုင်းမလေး
အပေါ်ကလေကတုံးနဲ့အောက်ကဘုံမတူနေ အဲ့ဒါမင်းတို့ခက်တာပဲရှေးရိုးဆွဲတွေအဲ့ဒါငါမကြိုက်တာနော်လေကတုံးနဲ့မစိုးနဲ့တွဲဝဲရမယ်လို့လူကပြညာခက်လို့လေကတုံးနဲ့ဘာမှမလုပ်မရဘူးမင်းတို့ဝစားကတော့မလားလူကတော့ လူကတော့မှာပါလူက ဘာမှမလုပ်နိုင်ဘူး အာဒီတော့မမနေဒီတော့ဆိုရတယ်ပြီဟုတ်တယ်ကိုလာအိမ်နဲ့တော့မိုက် ဘာလို့ဒီမှာကတော့လေရလေအိုးမင်းတို့ကတော့ရှေးရိုးဆွဲတယ်အိမ်ုံကတော့မလားလူကတော့မ ဟောလူကတော့မှာ လူကတော့ဒီမှာကတော့လေရတယ်လေရေးကြည့်တာကတော့ပြတ်သွားပြီးတယ်ဟုတ်တယ်မလား ပြောကွာ အေးအော်ညီလေးမမာကြီးရောပေါ့နော်တိုင်ကန်ဝစီကန်မနောကန်နဲ့ပါတဲ့ကိုပစ္စည်းရထားတာဟုတ်တိုင်ကန်ဝစီကန်မနောကန်နဲ့ကိုရောမာကြီးရောဟိုမှာစော်ကားမိတာရှင်ခွတ်လို့ပါကြောနေတယ်ဟုတ်ပြီကြောလုံးချီလေအော်ဟိုရှေးလူငယ်တွေကလူကြီးကိုကြောရင်လက်အုပ်ချီပြီးကြောရတယ်လေအကူများရှင်းရိုးဆွဲကြီးမကြိုက်ဘူးမဲ့လို့ကျွန်တော်လက်အုပ်မချီတာ မင်းကကတိကတ်ဖြစ်သွားပြီကတော့တော့လက်အုပ်ချီရမယ်လေကွာဒါနဲ့တော့မဆိုင်ဘူးလေကွာ မကြိုက်မှဆိုလို့ပါ ဆိုင်ပါတယ်ကတော့တော့မင်းလက်အုပ်ချီရမှာပေါ့ခါမင်းလေ အဲ့ဒါဆိုပြီးရော စိတ်ရကတော့နေဒုက္ခ တိုင်ကန်ဝစီကန်မနောကန်နဲ့စော်ကားပြီးမှခွတ်လို့ပြပါ အေးတာရုမိဘဆံမကုန်ကြီးစီးတဲ့ငါကြီးလေးကျမ်းမာလေးချမ်းသာလေးတာရု တာရုရောတလုံးနဲ့ သူများတွေသုံးခုခေါ်တယ်ကွာငါတခွန်းနဲ့ခေါ်တယ်အရေးကြီးတာရုဆိုတာကောင်းလေးဆိုတာပဲဒါပဲလေဟုတ်တယ်မလားမြန်မာရပြောပါဠိလိုဆိုရင်တာရုဟုတ်လားမြန်မာလိုအနဲ့ပြန်လိုက်ရင်ဒါကောင်းလေးဆိုတာဒါပဲလေပြီးဟုတ်တယ်မလား ဟိုကျွန်တော်ကတာရုဆိုတော့အကိုရတခွန်းနဲ့ခေါ်တော့နည်းနည်းဆန်းသွားတာ နှစ်ခုခေါ်ပြလိုက် ညတခွန်းပြန်ပူတော့ပြန်နှစ်ခွန်းပဲခေါ် ကြပါတယ်ကျွန်တော်ပြန်နှုတ်ပေးလိုက်ပါမယ်တာရုဒါဆိုတည်ဖြစ်သွား လောလောဆန်းထိုင်ရလေ ရတယ်ကိုပြဿနာမရှိဘူးဒီမှာပဲညီအကိုကြီးလာအချက်လည်းလမ်းမကောင်းနော် လမ်းဟုတ်တယ်လမ်း မကောင်းတိုက်စီငားလာတာဒီထဲလမ်းဝင်လို့မရဘူးဆိုတော့လေဘေးတွေကလည်းထငားဒီထဲ ငားမှာဗောဒီလမ်းကဘေးရွက်နဲ့လာသလိုဖြစ်နေပြီ ဟုတ်တယ်နှစ်ကားလည်းလောက်ကုန်သွားသေးတယ် ဟုတ်ကောင်ပါ 2000ခွဲလောက် 2000ခွဲလောက်ကောင် 2000 อ๋อကုံမှာပေါ့မင်းဒါကတော့ဆိုအဲ့လိုပဲကုံနေကွာ တော့ပြီးတော့ဒီဥစ္စာတွေကိုသူ့ကြီးသွားမခိုင်းလိုက်သေးတယ် ဟုတ်လား သွားမခိုင်းလိုက်တော့လေ3000လား မုတ်ကြီးပဲ3000အဲ့ဒါဆို9000ခွဲ6000လောက် 5000ခွဲ6000လောက်ကိုရီကုန်း ကုံတော့ကတော့ဆိုဒီလိုပဲကုံနေအေးကဲသွားကြတော့ငါညီနေကုံလုံးနေပူပြီးတော့အကုန်လုံးဖြားနာ ကျွန်တော်တဲ့ပဲပြောတော့မယ်ကွာဒီလိုရကြီးခါကြီးမှာကိုလူကြီးသူမကိုလာကြတော့တယ်ဆိုရဲဗျာမုတ်ဖို့ကတော့ပေးရမှာပေါ့ဒါကလည်းထုံးလန်းစင်လာပဲဟာယူကိုလည်းအဓိပ္ပာယ်မရှိတာမုတ်ကြတော့ယူထားပြီးတော့ပြန်ကြဆိုတော့ အေးအဲ့ဒါရှေးဦးဆွဲတွေပဲဒါမင်းတို့မကောင်းတဲ့စနစ်မကောင်းတဲ့စိတ်မင်းကုသိုလ်လည်းမရမင်းတို့ကငါ့ကိုလာကြတော့နေမလို့လာရောင်းတယ်လို့ဖြစ်နေဟုတ်တယ်မလား အဲ့လိုမဟုတ်ပါဘူးကျွန်တော်လည်းဒီရကြီးခါကြီး ငါပြပြမယ်မင်းတွက်လာလိုက်မယ်ကွာမင်းတွက်လာလိုက်မယ်မုတ်က3000လမ်းစိတ်က2000ခွဲဆိုရင်9000 9000ခွဲ9000ခွဲဟို1000ငါတသိန်းခွဲလောက်မြန်အကိုကြီးကငါ့ကိုမဟုတ်ပေးလိုက်လို့ရှိရင်ငါ9000ခွဲရမယ်9000ခွဲရရင်ဟိုကောင်ငါဘယ်လောက်ပေးမယ်ဟုတ်တယ်မလားအဲ့ဒါမင်းတို့တွက်လာတာသူဘလို့သိလဲ ချောင်းနေကြည့်နေ ချောင်းကြည့်တာမဟုတ်ဘူးသိစရာလည်းမလိုအဲ့ဒါငါငယ်ကလုပ်ခဲ့တာလေနော် ကိုလည်းအဲ့ဒီထုံးစံသိကို အဲ့ဒါကိုမကြိုက်တာလေအဲ့ဒါယူမကြိုက်တာမိဘတွေကိုလာပြီးတော့ရောင်းတယ်လို့လူကြီးသူမတွေကိုလာရောင်းတယ်လို့ဖြစ်နေကုသူလည်းမရဘူးကွာဟုတ်တယ်မလားအဲ့ဒါလူငယ်တွေအလူမားနေလို့ရေးလိုက်လွဲနေလို့ပြောတာကဲ ရမောက်ရပြီမပေးနဲ့တော့ကိုဒီရရတဲ့ဟာတွေကိုလည်းကျွန်တော်ကလာကြတော့တယ်ရှေ့လူကြီးတွေဆိုရင်လည်းကျွန်တော်တို့ကြော်ပြီးပြန်ဝင်မုတ်ထားခဲ့ရတယ်လေထားခဲ့တဲ့ခါကျသူတို့ကပြီးရင်စားတယ်လေဒါရှေ့ဦးဆိုတဲ့ပါနေတယ်ဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့ကြော်ပြီးသွားပြီအဲ့တော့ရှေ့ဦးဆိုမဖြစ်အောင်လို့အခုဘယ်သူမှမလုပ်တဲ့အတိုင်းအတာတစ်ခုနေနဲ့လူကြီးကိုကြော်ပြီးသွားရင်တို့ကစားတယ်ဟုတ်တယ်လားအဲ့တော့လူကြီးမကိုင်းနဲ့တော့သားရအောင်တော့မိုင်းကြဟမ် ရှေးရိုးစွာဖြစ်မှာဆိုလို့ ပေါ်ပြီးနဲ့တောက်လို့ရအောင် ရှင်တွေ မမလို့မဒနေနေကျွန်တော်အေးလည်းရောက်ဒီမှာဆိုလို့မရောက်ပေါ်ပြီးနဲ့နော်အမဖောက်ဘာကနေဘာလို့ရောက်ကြလဲမိုင်းမလေးပြအောင်မနော်ရငါနေပတ်တော့တော့ငါအိမ်ရောက်ပြီးပြေးမယ်ကွာရ တော့အိမ်တော်ရောင်းပြီးပြေးရမှာအော်ဘလို့တည်းဖြစ်သွားလဲကွာ ကောင်းတယ်မှတ်ပလားဟမ်ကိုရှေးရိုးဆွဲမကြိုက်တဲ့သူကြီးလာကြတော့တဲ့ပစ္စည်းကြတော့လိုချင်တယ်မုတ်ဖိုးကြတော့ပြန်မပေးချင်ဘူးငက်အဲ့ဒီမှာငက်ဟေးနာစာဘာလုပ်တာလဲအဖေကိုဦးချတာတဲ့ဟော ဦးစားဒီအဲ့ဒါငါမကြိုက်တာအဲ့ဒါရှေးရိုးစွဲတွေနော်ဘာလို့မှာတော့တော့သူထဲစားလို့ရလေနင့်ဖေမလက်ပါမလားလက်ပါတယ်အနူမပေါ့အကောင်းကြီးပါ
ကိုကြီးကောက်ကြိုက်တယ်လို့စား ကိုကြီးလေအဖေဘလူးခေါ်နေရတော့ရှေ့ရလေ ရောက်ကမှဆိုအဖေခေါ်ရဆိုရှေးရိုးဆွဲတွေနေဖေနေတယ်အသက်လည်းသိကွာတာမဟုတ်ပါဘူးဟာတော့သူခန့်နေလို့မျက်မှန်တက်တာဟုတ်တယ်မလားမြင်ရတယ်မလားစားကောက်တယ်ကောက်တယ်စား မစားတော့ဘူးမစားတော့ဒီပါဦးသားသမီးရဲ့ထမင်းဖိတ်ကျွလို့ထမင်းဆိုင်ရှေးရိုးဆွဲဖြစ်သွားမယ် မနော်မ ဟုတ် နော် တော့မစားတော့ဆိုရင်ရှေးရိုးဆွဲမဖြစ်တော့ဘူး ကောင်းတယ် ဟုတ်မလားအခုလဲငါလာတဲ့ကိစ္စရှေးရိုးဆွဲကိစ္စပဲဆိုပါတော့လေ အဖေလာရေးကိစ္စပါလေကိစ္စ ဟေးလိုင်းကိစ္စကတော့ငါသာသနာ့ဘုံအပြီးဝင်တော့မှမို့လို့ငါပိုင်ဆိုင်မြတ်ပစ္စည်းအားလုံးကိုအမွေအနှစ်နေတဲ့မင်းတို့ကိုပေးခဲ့မလို့ဟုတ်တယ်မလားဟောဒီတမက်ဆိုပြီးသားပေါ့လေဟုတ်တယ်မလားအဲ့တော့အမွေပေးခဲ့မလို့အေးအခုရှေးရိုးဆွဲမကြိုက်ဘူးဆိုတော့ငါဘာမှမပေးတော့ဘူးအဲ့တော့ရှိသမျှအားလုံးကိုဖုံးကြောင်းပဲလှူလိုက်တော့မယ်ဒါပဲ မဟုတ်လေဖေဖေ ဘာဖဲသမား ဟုတ်လေဖေ အဖေအဖေ ဘာခုမှအဖေလေဟမ်ဘာခုမှအဖေလေရှင်းကြအဲ့ဒါရှင်းကြကျမအဖေစီကျမရမယ်အမွေအခုတော့မရတော့ဘူးအမွေမရရင်တင်နေတဲ့အကျွေးဘာနဲ့စရမလဲချွတ်အခုချွတ် ချုပ်ပြီလေချုပ် ဟောလေချွတ်ရှင်းကျမလေဘေးကဟာတွေချွတ်လက်ကဟာတွေချွတ်အကုန်ချွတ်